ငယ်စဉ်ကနေတိုင်ခဲ့တဲ့ Pride ဂီယာရီမှာရရှိခဲ့တဲ့ထိုးချင်းမွေတချို့ကိုတွားရောက်လူဒန်းခဲ့တဲ့ Slide တန်ခွေးရှင်ပရိသတ်အားလုံးမင်္ဂလာများလက်ဝဲစူပရာမီကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်လက်ရှိချိန်မှာလူပြောများဆုံးတဲ့ပရိသတ်ရဲ့ချက်တော်ဖြစ်လာသူကတော့ Slide တန်ခွေးရှင်ပဲဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်လိုမျိုးကမ္ဘာအဆင့်မီကိုကံပညာတိုင်းပေါင်းစုံပြိုင်ပွဲကြီးမှာစွမ်းဆောင်ရည်ကောင်းတွေကိုဇက်တိုက်ပြသထားနိုင်တဲ့သူဟာကျိုးအိုင်းထဲမှာပြင်းထန်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေရှိသလိုကျိုးအိုင်းပြင်ပမှာလည်းနုညံမီလေးစားစရာကောင်းတဲ့စိန်နှလုံးသားကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်အထူးသဖြင့်သူကိုယ်တိုင်ငယ်စဉ်ကနေထိုင်ကြီးပြင်းခဲ့တဲ့ရွှေပြည်သာမြို့နယ်ရှိမျိုးဆက်တဲ့လူငယ်ဖွံ့ဖြိုးရေးပရိုက်တာဂီယာကိုပြန်လည်ရောက်ရှိသွားပြီးချွေးနှဲစာစုကျင်းမွေတွေကတစိမ့်တေသားကိုလှူဒန်းခဲ့တဲ့လုပ်ရဟာလူငယ်တွေအတွက်ရောလူမှုပတ်ဝန်းကျင်အတွက်ပါအင်မတန်အားကျအတွေ့အကြုံကောင်းလာပါတယ်လူတယောက်ဟာအောင်မြင်မှုတွေရလာတဲ့အခါနာမည်ကျော်ကြားလာတဲ့အခါမှာမိမိတို့ရဲ့အတိတ်နဲ့မိမိကိုပြောထောင်ပေးခဲ့တဲ့နေရာတွေကိုမေ့လျော့သွားတတ်ကြတာကတဘာဝပါဒါပေမဲ့စလိုင်းထန်ခွေးရှင်ကတော့အဲ့လိုမျိုးမဟုတ်ပဲသူဒီကနေ့ဖိုင်တာတရားအဖြစ်ရက်တည်နိုင်ဖို့အခြေခံအုံမြင့်တွေချပေးခဲ့တယ်ရှေဗီတာကပရိုက်တာဂီယာကိုပြန်လည်သတိရခဲ့ပါတယ်ဒီကီယာဟာသူငယ်စဉ်ကခက်ခဲပင်ပန်းမှုတွေကြားထဲမှာခိုလုံကြရတဲ့နေရာသူရဲ့အိမ်မက်တွေကိုစတင်ပြိုးထောင်ကြရတဲ့နေရာဖြစ်တာကြောင့်အောင်မြင်မှုရဲ့ရတာကိုခံစားရတဲ့အချိန်မှာအဲ့ဒီနေရာကညီငယ်ညီမငယ်တွေကိုပြန်လည်ကြီးစုဆောက်ရှောက်ဖို့ဆုံးဖြတ်ခဲ့တာဟာကျေးဇူးတရားတည်တဲ့ခြင်းဆိုတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ကိုပြသလိုက်တာပဲဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာနိုင်ဝဲရဖို့ဆိုတာကမလွယ်ကူပါဘူး။လာတဲ့ချီပြီးပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ကျိုးဝိုင်းထဲမှာတန်ရာတန်ချက်တွေရယူရတယ်။အတန်အနေဂျားကနေစူးစမ်းပြီးမှရရှိလာတဲ့စုကျင်းမွေတွေဖြစ်ပါတယ်။ဒီလိုခက်ခဲရလာတဲ့ပတ်စံတွေကိုမိမိကိုကြောအတွက်အသုံးမပြုဘဲ Pride အတွက်ခွဲဝေလူတန်းလိုက်တာဟာသူ့ရဲ့စေတနာဟာဘယ်လောက်ထိဖြူစင်လဲဆိုတာကိုတတ်သိပြသနေပါတယ်။သူ့ရဲ့လူတန်းမှုဟာမွေချင်းပမာဏထက်အဲ့ဒီမွေကိုရရှိဖို့သူပေးဆန်းခဲ့တဲ့စူးစမ်းမှုနဲ့ဆုံးလုံးမှုတွေအကြောင်းပုံမတန်မိုးကြီးမားသွားခဲ့တာဖြစ်ပါတယ်။စလိုက်ထန်ခွေးရှင်ရဲ့ဒီလိုရဟာမွေကျေးလူတန်းမှုတတ်တယ်မဟုတ်ပဲကျေးဇူးတည်တဲ့ခြင်းကိုချင်းစာနာခြင်းနဲ့မျိုးဆက်တစ်ကိုမြေတော်မြောက်ပေးခြင်းဆိုတဲ့အနှစ်သာရတွေပြေဝနေပါတယ်မြန်မာပြည်ကပေါက်ဖွားလာတဲ့ဒီလိုမျိုးစိတ်ဓာတ်မြင့်မြတ်တဲ့အားကစားသမားတွေများပြားလာတဲ့အမျှကျွန်တော်ရဲ့လူမှုပတ်ဝန်းကျင်ကလည်းပုံမလှပလာမှာသိချပါမယ်